ကျော်ကျော်ဟာရုပ်ရှင်မင်းသားတီဟာကိုရမ်းကြိုက်တဲ့ပြည်သက်တယောက်ဖြစ်ပါတယ်။သူနဲ့မင်းသားကရုပ်ချင်းတော်တူတယ်။ပတ်သက်ရှိပေမဲ့ယထာလက်မမွယ်ပဲခိုးစီတယ်။တီဟာရဲ့စကားတွေကလို့တပုံစံနဲ့လိုက်လို့တာပါ။လက်မစစ်ရဲတွေစီမှာမိသွားတော့တမင်မဝယ်တာဖြစ်ကြောင်းပြောပြီးမှပတ်စံထုတ်ပေးတယ်။ရဲတွေကဖမ်းမဲ့လို့တော့ယထာဘော်ကနေခုံချဖို့လုပ်တယ်။ရဲတွေကသူ့ကိုပြုံးမကြအောင်ဆွဲထားတယ်။ယထာစီခွင့်မပေးရင်ခုံချပြီးတတ်သိမယ်လို့ချင်းချောက်တယ်။ရဲတွေကလည်းသူ့ဆန္ဒကိုလိုက်ရောရပါပြီ။သူကဟိုတယ်တစ်ခုကိုသွားနေတာပါ။အဲ့ဒီဟိုတယ်ရဲ့အခန်းနံပါတ်205ကိုငှားတယ်။အခန်း205ကဘိုကင်ချိန်ပြီးသားဖြစ်နေတယ်။မင်းသားတီဟာကအဲ့ဒီဟိုတယ်ရဲ့အခန်းနံပါတ်205မှာတဲသွားခဲ့မှုတယ်။သူ့မင်းသားတဲသွားတဲ့နေရာမှာတဲခွင့်ရအောင်ငွေကိုနှစ်ဆပေးပြီးလက်ထိုးတယ်။အဲ့ဒီနေ့ဟာတီဟာရဲ့မွေးနေ့ဖြစ်ပါတယ်။တီဟာအတွက်မွေးနေ့ကိန်းနဲ့ဒိုင်းစုကိုပြင်ဆင်မိတယ်။အဲ့ဒီစုကိုတီဟာလက်ထဲကိုအရောက်ပို့ခြင်းနဲ့တီဟာရဲ့မွေးနေ့ဆိုတော့သူ့အိမ်ရှိမှာပြည်သက်တွေများကြီးလာတွေ့တယ်။ကြော်ကြော်ရဲ့ဒိုင်းစုလေးဟာလက်ထဲကလွတ်ကြပြီးလူတွေတက်နေတာခံရတယ်။ဒိုင်းစုပြုတ်ကျသွားလို့မှိုင်နေတော့သတင်းတပုတ်ကိုကြည့်လိုက်ရတယ်။မင်းသားသစ်ထွန်းတော်ဟာတီဟာတဲ့စတိုင်မိုက်တာကြောင့်နာမည်ကြီးလာတယ်။ထွန်းတော်ကစီနီယာတီဟာကိုလည်းမလေးစားပါဘူး။တီဟာကိုပဲနံပါတ်1မင်းသားဖြစ်စေခြင်းနဲ့ကြော်ကြော်ကတီဟာရောင်ဆောင်ပြီးထွန်းတော်ကိုသွားတွေ့တယ်။ထွန်းတော်ကလည်းတီဟာထင်လို့လက်ခံတွေ့တယ်။ထွန်းတော်ကိုတီဟာကတောင်းပန်ဖို့ချင်းချောက်တယ်။တောင်းပန်နေတဲ့ဗီဒီယိုကိုလိုင်းပေါ်မှာတင်တယ်။တောင်းပန်ဖို့ချင်းချောက်နေတဲ့ဗီဒီယိုကိုမွေးနေ့လက်ဆောင်ဖြစ်တီဟာတို့ဖွဲ့စီကိုပို့တယ်။ကြော်ကြော်ကအဲ့ဒီဗီဒီယိုဟာသူပေးတဲ့မွေးနေ့လက်ဆောင်ပါလို့ဖုန်းဆက်ပြီးပြောတယ်။မန်နေဂျာစီကဖုန်းကိုတီဟာကလက်လွဲယူပြီးပြောတယ်။သူ့မင်းသားရဲ့အတန်ကိုကြားလိုက်ရတော့ကြော်ကြော်လည်းအယမ်းပြောတယ်။တနေရာမှာတွေ့ဖို့တီဟာကချိန်တော့အပျော်လုံးဆိုပြီးဝက်စားပြင်ဆင်နေအခန်းပြင်ထွက်တဲ့အခါရဲတွေကစောင့်နေတယ်။ထွက်ပြေးပေမဲ့ရဲကဖမ်းပြီးရိုက်တယ်။မှောက်ရက်လဲနေတဲ့ချိန်တီဟာရောက်လာပြီးအဲ့ဒီလိုကိစ္စမျိုးတွေထပ်မလုပ်တော့ဖို့ပြောတယ်။အဲ့ဒီလိုထပ်လို့ရင်သူ့ရဲ့ပြိတ္တစစ်မဟုတ်ဘူးလို့လည်းပြောတယ်။25နှစ်တိုင်သူကြိုက်ခဲ့ရတဲ့မင်းသားကရင်းတီတီပြောတာကိုခံလိုက်ရလို့ဒေါသထွက်သွားတယ်။အဲ့ဒီနေ့ကစပြီးတီဟာကိုအယမ်းမုန်းသွားပါပြီ။လမ်းပေါ်မှာရှိတဲ့တီဟာပုံတွေကိုဖျက်ဆီးပစ်တယ်။တီဟာပုံဟန်ဆောင်ပြီးလမ်းတွေပေါ်မှာရှောက်သွားတယ်။ရုပ်ချင်းတူလွန်တဲ့အတွက်ပြိတ္တတွေကလည်းသူ့ကိုတီဟာလိုပဲထင်တယ်။သူ့ပုံတို့ဖျောင်းရုပ်ထုကိုပါသွားချတယ်။မိမတယောက်ကိုတစားကန်လုပ်ပြီးတနက်နဲ့ထောက်ပြီးအပြင်ကိုခေါ်သွားတယ်။လူတွေရုပ်သက်သက်ဖြစ်ခါမှအင်ကြီးလဲပြီးကြော်ကြော်ပုံစံနဲ့လူအုပ်ကြားတဲ့ကိုရောင်ဖြောက်တယ်။ပြဿနာတွေတက်သွားတော့တီဟာကိုရဲတွေကလာစစ်မေးပါပြီ။တီဟာကအဲ့ဒီနေ့ကရိုက်ကူးထားတဲ့ CCTV ကိုကြည့်ရင်သူ့မှုတ်ကြောင်းပြောပြီးညင်တယ်။တနေ့မှာတထေးတယောက်ကအိမ်အောင်ပြုတယ်။တီဟာကအဲ့ဒီမင်္ဂလာပွဲမှာဖျော်ဖြေရမှာပါ။ကြော်ကြော်ကတီဟာရဲ့အဝေလဲကန်ထဲဝင်ပြီးသူ့ပုံစံဟန်ဆောင်တယ်။ဖျော်ဖြေရမယ့်ဝတ်စားကိုသူ့ဝစ်ပြီးဖျော်ဖြေတယ်။သူ့တွဲကားရမယ့်မင်းသမီးရဲ့ဘိုက်ကိုနှာဘူးထပြီးတွားကင်တယ်။မင်းသမီးကတီးမခံနိုင်တော့လို့တငယ်ချင်းတွေကိုပြောပြတယ်။အဲ့ဒီချိန်ကြော်ကြော်ကထွက်ပြေးသွားပါပြီ။တီဟာကသူတို့နားကိုရောက်လာပြီးအခုနားကနေတာနှာဘူးထနေတာဟာသူမဟုတ်ကြောင်းရှင်းပြတယ်။တီဟာကကားပေါ်တက်ပြီးပွဲကနေချက်ချင်းပြန်တယ်။လူအုပ်ထဲမှာကြော်ကြော်ကိုလှမ်းမြင်လို့နောက်ကနေလိုက်ဖမ်းတယ်။ကြော်ကြော်ကအမြန်ပြေးတယ်။မိပြတိုက်ကိုရောက်တဲ့ချိန်မှာတော့ကြော်ကြော်ကပင်လယ်ထဲခုန်ချသွားပါပြီ။ကြော်ကြော်ကစားပြောက်သွားပြီဆိုပေမဲ့သူရှုပ်ခဲ့တဲ့ပြဿနာတွေကတက်နေပါပြီ။လူတွေကနှာဘူးထပြီးပောက်ကရလုပ်တဲ့မင်းသားတီဟာကိုအာမပေးတော့ပဲဘွိုက်ကော့လုပ်တယ်။တီဟာကသတင်းစာရှင်းလင်းပွဲလုပ်ပြီးပြဿနာတွေရှာတာဟာသူမဟုတ်ဘဲနဲ့သူနဲ့ရုပ်ချင်းအတော်တူတဲ့လူတစ်ယောက်ကအကောက်ကျန်နေတာဖြစ်ကြောင်းပြောပြပြီးဖြစ်ရှင်နေရေထဲခုန်ချသွားတဲ့ကြော်ကြော်ကတကယ်မသေးသေးပဲတီဟာရဲ့အိမ်ရှိမှာပေါ်လာတယ်။တီဟာရဲ့မိန်းမကသူ့ယောက်ျားမှန်နဲ့ဖက်ပြီးကြိုတယ်။ခဏကြာမှအဲ့ဒီလူကသူ့ယောက်ျားမဟုတ်မှန်သိသွားတယ်။ဖွက်ထားတဲ့တနက်ကိုသွားယူပြီးပြစ်ဖို့ချိန်တယ်။ဒါပေမဲ့ကြော်ကြော်ကသူ့သမီးကိုဖက်ထားတယ်။သမီးကိုအန်ဒီရပေးမယ်လို့ပြောပြီးချိန်ချောက်တယ်။ထွေထွေထူးထူးဘာမှလုပ်ချင်လို့မဟုတ်ပဲတီဟာရဲ့ခန်းထဲကိုခေါ်သွားခိုင်းတယ်။တီဟာရဲ့ပစ္စည်းတွေဒိုင်းစုတွေကိုဖျက်ဆီးပစ်တယ်။တီဟာကအိမ်ပြန်ရောက်လာတယ်။ကြောက်နေတဲ့သူ့မိန်းမကိုနှစ်သိမ့်မေးပြီးနောက်မဖြစ်စေရဘူးလို့ကတိပေးတယ်။ကြော်ကြော်လုပ်တယ်လို့မျိုးတီဟာကလည်းပြန်လုပ်တယ်။ကြော်ကြော်ရဲ့မိဘအိမ်ကိုသွားတယ်။ကြော်ကြော်ကသူ့မိဘတွေကိုဘာမှမလုပ်ဖို့ဖုံးဆက်တောင်းပန်တယ်။သူလုပ်မိခဲ့သမျှအရာတွေအတွက်တောင်းပန်လို့များတဲ့ဆုံးတီဟာရဲ့ဘဝကိုဖျက်ဆီးပစ်မယ်လို့ချိန်ချောက်တယ်။တီဟာကကြော်ကြော်ရဲ့မိဘတွေကိုခေါ်ပြီးပွဲစည်းကိုသွားတယ်။ကြော်ကြော်ပုံစံဟန်ဆောင်ပြီးကောင်မလေးတယောက်ကိုစင်မော်ခေါ်တယ်။ကောင်မလေးကိုများရှိမှရီးစားစကားပြောတယ်။သူ့ပုံစံဟန်ဆောင်နေတာကိုလုံးဝကြည့်မနေနိုင်တော့တဲ့အတွက်ကြော်ကြော်ကတနက်နဲ့လှမ်းပစ်တယ်။လူတွေကကြောက်လန့်တကြားထွက်ပြေးပြီးမဲ့မိဘတွေကတော့သူတို့သားကအခုလိုမျိုးမကောင်းတဲ့လူဖြစ်သွားတာကိုမြင်ပြီးအံ့ဩနေတယ်။ကြော်ကြော်နဲ့တီဟာတို့ပြေးတန်းလိုက်တန်းဆော့ပါတော့တယ်။နှစ်ယောက်သားတယောက်တစ်ချက်စီထိုးကြပြီးသွေးတွေလည်းထွက်ကုန်ပါပြီ။တီဟာကသူ့ကိုလိုက်တုံးနေပဲကိုယ့်ရဲ့ကိုပိုင်ဘွားမှာပဲနေဖို့အကြံပေးတယ်။အကြံပေးတာကိုနားမထောင်ချင်တာကြောင့်ကြော်ကြော်ကတိုက်ပေါ်ကနေခုန်ချပြီးတတ်သေးတယ်။ဒါပေမဲ့တီဟာကလှမ်းဆွဲထားတယ်။ကြော်ကြော်ကမေပြုံးပြုံးပြီးရာအားလုံးပြီးဆုံးသွားပြီလို့ပြောပြီးလက်ကိုလွှတ်ချတယ်။တိုက်ပေါ်ကနေမြေကြီးပေါ်ကိုပြုတ်ကျပြီးတိတ်ဆုံးသွားပါပြီ။သူ့ရဲ့ပြိတ္တဖြစ်ကနေသူ့ရဲ့ရန်သူဖြစ်ပြီးခုလိုမျိုးစိတ်လိုက်မပါလှုပ်သွားတဲ့ကြော်ကြော်ကိုကြည့်ပြီးတီဟာလည်းစိတ်မကောင်းဖြစ်မိတယ်။ဒီလိုနဲ့ပဲတစ်နှစ်ကြာသွားပါပြီ။တီဟာရဲ့မွေးနေ့မှာပြိတ္တတွေကထုံးစံအတိုင်းအေရှေအထိရောက်လာပြီးမွေးနေ့ဆုတောင်းမိတယ်။လူအုပ်ကြားထဲမှာသူ့ကိုရက်ကြည့်ပြီးပြုံးပြနေတဲ့ကြော်ကြော်ကိုလှမ်းမြင်လိုက်ရပါတော့တယ်။ယောက်ျားချင်းချစ်မိရင်တိတ်တက်ကြောင်ရိုက်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။အစုံထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။